မင်္ဂလာပါမျိုးတွေမင်္ဂလာပါမင်္ဂလာညချမ်းပါနော်လောကလည်းနေမှမသိညမှမသိကျွန်တော်လောကအဲ့လိုဖြစ်နေအဲကြတော့စကားပြောရတာတိတ်ပြီးတော့အဆင်မပြေဘူးဖြစ်တယ်ဟိုတနေ့ကကျွန်တော်ဘယ်လိုမှတော့ TikTok မှာသူတို့ဘယ်လိုပြောမလဲဆိုတော့တစ်ချိန်လုံးကထောက်ဖို့ရောင်ရောင်တော်လန်ရေးရောင်ရောင်နဲ့ဟာလားဘေးရင်ဆီယာမတယောက်သူ့နာမည်တော့ကျွန်တော်မမှတ်မိတော့ပါဘူးကျွန်တော်တွေးလိုက်တယ်လိုလဲဆိုတော့ငိုယူပြီးတော့မျက်ရည်တွေပဲကြားပြီးတော့သူမြင်နေတယ်ပေါ့ဘာမြင်လဲဆိုတော့အပေအပြောက်များပဲပေါ့သူတို့တော်လိုင်းခလေးတွေတော့ဘေးမသိရမခဖို့ပေါ့ငိုယူပြီးတော့ဘေးရင်စီယာလောက်ပြီးတော့ဒီလောက်တော့အတွက်ချက်ညံ့ရဲ့လားကျွန်တော်စဉ်းစားတယ်တော်တော်ညံ့တာဗျကျွန်တော်ဆိုရင်ဘေးရင်စီယာလည်းမဟုတ်ဘူးဘေးရင်ပညာလည်းနားမလဲကျွန်တော်တို့ဟောခဲ့တာဟို2021အာနာစဒိန်ကလေးကဒီလိုလို့ရင်ဒီလိုအသေးဆုံးနဲ့သေကြမယ်ဒီလိုဖြစ်မယ်လို့ကျွန်တော်တို့ပြောခဲ့တာနော်ကျွန်တော်တို့စကားကိုနားမဝင်ခမရတို့ကိုကျွန်တော်ပြောခဲ့တာအခုမှမဟုတ်ခမရတို့စဉ်းစားကြည့်ဟိုကနိုင်ငံရဲ့တက်မတော်လုံးဝ professional တက်မတော်အဲ့ဒီတက်မတော်မှာလက်နက်ခဲယံအမျိုးစုံရှိတယ်နော်ခမရတို့ drone ဟိုလူများတိုင်းပြည်မှာဝဲကျွဲဝဲကျဲပိုးသက်စီဖြန်းတဲ့ drone တွေကိုခမရတို့အဟုတ်ကြီးထင်ပြီးတော့အခုတက်မတော်ကထွက်လာတဲ့ drone တွေကြီးဘလို့ drone မျိုးတွေလဲလေရင်သင်မောကားတွေစစ်တုံးကားတွေမင်းတို့ဘယ်နေရာမှာဆင်ပါလဲနိုင်ငံမိုင်းဟုတ်လားလက်နဲ့တက်ဆင်တာတွေအများကြီးနင်တို့ဘာကိုဆင်လို့ရမှာလဲနင်တို့ကလူရင်အားသာတာတခုပဲနင်တို့မှရှိတာနော်လူရင်အားသာတယ်ဟေ့ဆိုတာကတက်မတော်သားတွေတဲ့မင်းတို့အင်အားသာတာပဲရှိတယ်နော်အေးချမ်းတော့နေထိုင်တဲ့ပြည်သူလောက်မင်းတို့အင်အားမသာဘူးဒါကြောက်ခင်မဟုတ်ဘူးသဘောပေါက်လားလူတယောက်လမ်းတစ်ချောင်းလူတယောက်ဓာတ်တစ်ချောင်းနဲ့တက်ထိုးတက်ခေါ်ရမယ်ခစ်စနစ်မဟုတ်ဒါတွေကျွန်တော်တို့ကပြောခဲ့ပေါ်ပြီဒါတွေကိုကျွန်တော်တို့ပြောတဲ့စကားကိုလက်မခံဘူးတိလားနင်တို့ကဘေးရင်ဆိုပြီးတော့ဟုတ်လားလူဘိန်းရဲ့ကြိုက်ဆိုင်ဆောက်ပြောနေတာလူဘိန်းတွေလူအားတွေကိုလိန်စားနေတာနင်တို့တွေကဘေးရင်ပညာလိန်စားတဲ့ပညာလူဘိန်းတွေလူအားတွေကိုလိန်စားတဲ့ပညာဒါနဲ့မြအခုမှနော်တက်မတော်ကထိုးစစ်တွေတောင်းဆောက်ဆင်တော့မှသူ့ရဲ့ဘေးရင်မှာတွေးပါတယ်ဆိုပြီးတော့ငိုကြီးချက်မှနဲ့နင်တို့ငါတို့ဟို2021အာနာစဒိန်ကလေးကပြောခဲ့ပြီးသားဒီလမ်းရှောင်းရင်ဒီလိုပဲသွားမယ်ဆိုတာဘောပေါက်လားနင်တို့ထပ်မလိန်နဲ့တော့ခလေးတွေကိုနော်မြန်မာပြည်ရဲ့ခလေးတွေကိုထပ်မလိန်စားနဲ့တော့တို့လိန်စားတာတအားများပြီဟိုမှာပြည်ပြည်နိုင်ငံရေးအုပ်စုတွေကလည်းမြောက်တို့ပင်းကောသူတို့ကြတော့သူတို့မိသားစုတွေကြတော့တယောက်မှဒီတော်လန်ရေးထဲမှာဆိုပြီးတော့တောထဲမှာလက်နက်ကင်တဲ့လူတယောက်မှမရှိဘူးသူတို့ကြတော့လူများတိုင်းကြီးမှာစိန်နဲ့ဟုတ်လားပြည်တွင်းတဲ့ကလေးတွေကိုတတ်ကွင်းတွေကိုပို့အသိဉာဏ်နေတဲ့ကလေးတွေတတ်ကွင်းတွေကိုပို့တာအုံနဲ့ကျင်းတွေကိုပို့တာသူတို့ကြတော့သူတို့မိသားစုတွေအေးအေးချမ်းချမ်းတဲ့လူများတိုင်းကြီးမှာအဲ့ဒီကလေးတွေကလည်းတောထဲကိုဝင်သွားတဲ့ကလေးတွေကလည်းလေနော်မျက်စိပွင့်နားပွင့်မင်းတို့ကိုဦးသိန်းစိန်ဖုံးနေထည့်ပေးလိုက်တယ်ဆိုတာနော်မင်းတို့အလဲကားထည့်ပေးတာမဟုတ်ဘူးမင်းတို့အတွေးခေါ်တွေကောင်းရအောင်ဆိုပြီးတော့နော်ဘူးသူရရအောင်လို့မင်းတို့ထည့်ပေးလိုက်မင်းတို့ကမယောင်ရစီလူဟိုမီဒီညာတွေ BOA RFA ဟာလားမျက်စိမှာခစ်သစ်ဘာညာဒါမျိုးတွေပဲမင်းတို့နားတော့အဲ့ဒီမီဒီညာတွေကနိုင်ငံမှာတရားဝင်သလားအဲ့ဒါကိုမင်းတို့ပြန်ကြည့်ရမယ်ဒီကောင်တွေကဘယ်တော့မှကောင်းတဲ့တည်မျိုးမလွင့်ဘူးစစ်တပ်ကဘလောက်ပဲနိုင်နေပါစေစစ်တပ်ကြဆုံးနေတယ်ဆိုတဲ့အကြောင်းပဲမင်းတို့ပြောတာမင်းတို့လိန်ပြီးတော့မင်းတို့သတ်ကွင်းကိုပို့တယ်လားသိလားနားလဲလားအခုတိုက်ပွဲတွေဖြစ်တယ်မင်းတို့ကြီးပဲလားလို့မေးရင်
မင်းတို့ကြီးပဲမဟုတ်အဲ့ဒီဒေသမှာနေတိုင်းနဲ့ပြည်သူတွေလည်းမလွတ်ဘူးအကုန်လုံးစိတ်ဒုက္ခတွေရောက်ကြတယ်ဟမ်စားဖို့တောက်ဖို့ဒုက္ခတွေရောက်ကြတယ်နေဖို့ထိုင်ဖို့ဒုက္ခတွေရောက်ကြတယ်စိတ်ဒုက္ခတွေရောက်ကြတယ်မင်းတို့စဉ်းစားဘယ်တာကောင်းလဲမင်းတို့ငါကနော်တပ်မတော်စစ်တပ်ကြီးကမှန်ပါတယ်လို့နော်ဖင်ပိတ်ပြီးပြောနေစကားမဟုတ်ဘူးနော်မင်းတို့ဒီစနစ်ကိုမကြိုက်ဘူးဒီစနစ်ကိုမကြိုက်ရင်ဒီလိုလက်နဲ့မဆွဲကင်မဲနဲ့ဥပဒေပေါင်းနဲ့ဘလို့ပုံစံမျိုးနဲ့သွားရမလဲဆိုတာကိုကျွန်တော်တို့ကပြောပြတာနော်ကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးပါတီရေးသမားလည်းမဟုတ်ဘူးကျွန်တော်ကနော်လမ်းမှန်ကမ်းမှန်နဲ့အေးချမ်းချမ်းနဲ့အမှန်တရားဘက်ကသွားတတ်အောင်ပြောပြအခုမင်းတို့တွေနိုင်ငံရေးအကြောင်းပြရင်မင်းတို့၄နှစ်၅နှစ်မင်းတို့လုပ်ခဲ့တယ်အခုတပ်မတော်ကထိုးစစ်ဆင်တော့အဲ့ဒီဒေသမှာရှိတဲ့ဟမ်အေးချမ်းစွာနေတိုင်းနဲ့ပြည်သူတွေကိုဟမ်အဲ့ဒီမှာဘာမသိညာမသိခလေးတွေညီငယ်တွေညီမငယ်တွေဟာလာမနေရတော့တဲ့ခါကျတော့မိဘတွေကဒီကလေးတွေကိုပတ်စံနေအကုန်ကြခံပြီးတော့လူများတိုင်းပြည်တွေကိုအောက်လန်းနေပို့တာခိုးလန်းနေပို့တာဟမ်ကားတစ်စီးတည်းငါပိငချင်းသိတ်လို့ပဲလူတွေသိတ်ပြီးတော့ဟမ်350အကုန်ကြခံပြီးပို့တာမင်းတို့စိတ်တွေအဲ့ဒါလွတ်သွားပြီတဲ့ငါတို့ကတော့ထိုင်းကိုရောက်သွားပြီလွတ်သွားပြီမင်းတို့ထင်လားမထင်နဲ့အခုထိုင်းအစိုးရနဲ့မြန်မာအစိုးရနဲ့ပူးပေါင်းပြီးတော့ passport တွေကိုဟာလာ passport အရင်ကင်ထားတဲ့လူတွေထိုင်းနိုင်ငံမှာအရင်ဆုံးဟာလာခွက်ခောက်တောင်းစားပြီးတော့ခင်မကောင်းတော့မှအေးအေးကြောင်းနေနေတာမင်းတို့ဘလို့ပဲနေနေမင်းတို့အဲ့မှာစီးစိတ်တုံးကြီးရိုက်ချလိုက်တယ် Thailand only one ဆိုပြီးတော့လေတိလားစီးစိတ်တုံးအနီတိုင်းနဲ့အကုန်ထုံးမှာစီးစိတ်ပြီးရင်ဟာလာမြန်မာနိုင်ငံဝင်လာတယ်ဟိုလွန်ခဲ့တဲ့15ရက်နေ့ကဟာလာထိုင်းဆိုရကတရဝင်မင်းတို့ဘတ်လုပ်ပေးပါမယ်ပြောပြီးတော့မှဒိန်းဆိုအကန့်အသတ်မရှိပိတ်ပလိုက်တာမင်းတို့စိတ်တယ်ဒါသွေးရိုးသားရိုးမင်းတို့ထင်နေတာအခုဘန်ကော့ထိုင်းနိုင်ငံလုံးမှာစီးတဲ့ထိုင်းနိုင်ငံအနေနဲ့ရဲရဲမှာစီးတဲ့နေရာတိုင်းမှာမြန်မာပြည်သားစီးတဲ့နေရာတိုင်းမှာစက်ယုံတိုင်းအလုံးယုံတိုင်းမယုံမရှိနဲ့ဖမ်းအောင်မှာအကြီးကျယ်ဖမ်းအောင်မှာသိလားနောက်ထပ်ခိုးလန်းတွေမလာကြပါနဲ့တော့အခုထိုင်းဆိုရကဘလို့ဖမ်းလဲလို့မေးအပူလိုင်းတဲ့ကိုစားတာလူသူတို့ကလူလိုက်စစ်သားတွေကပွားပြီးတောတဲ့တောင်ထဲတွေမှာလိုက်စားစရာမလိုနော်အဲ့ဒီ drone နဲ့ radar နဲ့လွတ်ပေးလိုက်တယ်အပူလိုင်းနဲ့ကြည့်တယ်လူတန်းကိုသူတို့ကထိုင်ပြီးကြည့်နေလို့ရတယ်လူဘယ်လောက်လာခဲ့တယ်ဘယ်နေရာမှာဘယ်လောက်ရောက်နေတယ်ဆိုတာမင်းတို့ပြေးမလို့ဘူးသိလားမင်းတို့အဲ့ဒါဘာဖြစ်သွားမလဲသိလားမင်းခင်ဗျားတို့မိဘတွေငွေကုန်သံပြာဖြစ်မယ်ပတ်စံလဲကုန်မယ်နော်သားသမီးတွေလည်းထိုင်းဆိုရကဖမ်းပြီးမြန်မာအစိုးရကိုပြန်အပ်ခံနော်ဘာမှမတူခင်ဗျားတို့ငွေကုန်သားများဖြစ်မှာခင်ဗျားတို့မှာစီးတဲ့ပတ်စံတွေနော်ခင်ဗျားတို့ဟာလာကိုဒေသမှာမအေးချမ်းလို့ရှိရင်အခြားအေးချမ်းတဲ့ဒေသတွေသွားအဲ့ဒီရင်းနှီးမဲ့ပတ်စံနဲ့အခြားအလောက်ကင်လေးဟာလာလောက်ကင်ပြီးတော့စားဖို့စားသွားဖို့ပြောတာထိုင်းနိုင်ငံကိုခင်ဗျားတို့3 4 5 60 80 80နဲ့အကုန်ကြားခံပြီးလာတယ်နော်ခင်ဗျားတို့ပထမဆုံးခံစားမှာဘတ်တွေမရှိဘူး passport တွေမရှိဘူးမရှိတဲ့အခါကျတော့ဟုတ်လားကြီးလန်းစာစားနေရတကယ်ဘတ်တွေပွင့်ပြီး passport တွေလုပ်ပြီးဟမ်ခင်ဗျားတို့ရမှထိုင်းဆိုရကတရားဝင်363ဘတ်လားမသိနေစားကစက်ယုံတွေအလုံးယုံတွေတကြည့်ဗမာက OD ဆိုတာကောင်းကောင်းမရှိဘူးထိုင်းနိုင်ငံလည်းစီးပွားရေးခုနောက်ပိုင်းကြာနော် OD ဆိုတာကောင်းကောင်းမရှိဘူးခင်ဗျားတို့ရတဲ့လောက်အားကားနဲ့ဒီလောက်အားကားပေါ်မှာအိမ်ကန်းကစားစရိတ်ဟာလာပန်းရောင်ဗတ်ရိုက်ဖို့တော့အဲ့ဒါကပကံစံကိုဖြတ်มาနဲ့ပြီး passport တော်ပါနဲ့ခင်ဗျားတို့ဘာကြံဘာမှမကြံဘူးကျွန်တော်တို့ကထိုင်းနိုင်ငံမှာနေတာကြာပြီကျွန်တော်တို့ကောင်းကောင်းသိတယ်ကျွန်တော်တို့တော့မှမြန်မာပြည်ကိုပြန်တော့မှမနေချင်တော့ဘူးနော်ခင်ဗျားတို့တွေသိလားဝါရမိုင်းဖြန်းတဲ့လူတွေလည်းမရှိသလောက်စားသွားပြီနော်လူငယ်တွေလည်းအသိတရားလေးတွေထဲကြတော့မင်းတို့ကိုပြောတဲ့နိုင်ငံကြီးအကြောင်းပြတဲ့ဟာတွေလည်းအကုန်လုံးကလေတော်လိုင်းရေးနားပြီတို့အပန့်တွေအမျိုးမျိုးကြားရတယ်လက်နဲ့ဆွဲကင်ပြီးတော့ခလေးတွေကိုသူတို့ကအစေးရနေပြီးတော့
တော်လိုင်းရေးပါနဲ့ပြောပြီးအစီအကနေပြီးတော့ဟာလားဥဆောင်တယ်ပြီးရင်မင်းတို့စစ်တလင်းကိုပို့တယ်ပြီးရင်တို့မသိတဲ့နေရာဟိုစစ်တပ်ကမရောက်လာတဲ့နေရာတွေအနော်တွေကွန်မန့်ပေးတယ်အခုအဲ့ကောင်ကြီးအေးစီပဲကောင်းသားနေပြီသိလားနော်အဲ့ဒီဟိုတဲ့ဗာလဲအဲ့ဒီဗာလဲဟိုတွက်ချက်တာဗာလဲဘေးရင်ဆီယာမပဲကျွန်တော်ရီးခြင်းတယ်နင်တို့အကြမ်းမြင်ရတာတို့ဘေးရင်ကိုဘလို့ကျွမ်းတာတို့နင်တို့ဒါလေးတော့မတွက်တတ်ဘူးလားအခုကြမှာမျက်ရည်တွေပါကြာလို့လူအသေးပြောင်းများနေတယ်မြင်တယ်တို့ဘာတို့ကျွန်တော်တို့ကတွက်ချက်ပြီးတော့ပြောခဲ့တာသိလားဟို2020အာနာစထိန်2022အာနာစထိန်2021အာနာစထိန်ကလေးကကျွန်တော်တို့ပြောခဲ့တာဒီဘွဲကြမ်းမယ်အယောအစားကြမ်းမယ်ပြောပြီးသားသဘောပေါက်လားဘာကြောင့်အယောအစားကြမ်းမယ်လို့ကျွန်တော်ပြောလဲလို့မေးအဲ့ကလေးကလည်းကျွန်တော်ရှင်းပြတယ်နော်ဦးတန်းဆွေတို့ဦးစောမောင်တို့ဦးနေဝင်တို့လက်ထက်ကနိုင်ငံတကာလက်ခံအောင်မလုပ်ခဲ့ဘူးသူတို့ခေတ်ကဆိုရှယ်အင်တာနက်ခေတ်လည်းမဟုတ်တဲ့အခါကျတော့ဘယ်တိုင်းကြီးရမှမသိဘူးသိလားအဲကြောင့်မို့လို့တကားပိတ်ပြီးကိုယ်တိုင်းကြီးထဲမှာကိုဒီကြားတဲ့အဲ့ဒီမီဒီယာတွေနဲ့နိုင်ငံရေးပြည်ပြေးခွက်ခေါက်တွေကပြည်ပြေးတဲ့ကောင်တွေကနိုင်ငံတကာပတ်ပြီးတော့အတင်းတော့စစ်တပ်မကောင်းကြောင်းဟုတ်လားမီဒီယာတွေကလည်းအနောက်က OIC တို့ ICJ တို့ရဲ့အားကိုးနဲ့တမတော်ကိုတခါတည်းဖောင်းနေထုဂျင်းနေတဲ့အဲ့လိုဖြစ်တဲ့အခါကျတော့တမတော်ရဲ့ဂုံသိက္ခာတပြေးပြေးကျဆင်းသွားသိလားအခုဦးမင်းအောင်လိုက်လက်ထမှာဦးသိန်းစိန်ရဲ့ကောင်းကျိုးနဲ့ပြည်သူတွေအကုန်လုံးဖုံးကိုင်းနိုင်တာအဲ့ဒီဖုံးကိုင်းနိုင်တဲ့အကျိုးကျေးဇူးကြောင့်နိုင်ငံတကာကမြင်သွားတဲ့အတွက်ဦးမင်းအောင်လိုက်ဘက်ကထောက်ခံအခုဦးမင်းအောင်လိုက်ဘက်ကနေပြီးတော့နိုင်ငံတကာထောက်ခံမင်းတို့ခင်ဗျားတို့ဘာလုပ်မယ်ခင်ဗျားတို့ဘာမှလုပ်လို့မရဘူးအခုဦးမင်းအောင်လိုက်လေရင်ကိုတနိုင်ကြတစ်ခေါက်နဲ့ဘုံသီးတွေတခြားနေတာဘယ်နိုင်ငံဝင်ပြီးတော့អော်ပေးတာရှိတယ်လူသားချင်းကိုချင်းစာနာတာတို့လူခွင့်ရေးပါတို့ဘယ်နိုင်ငံអော်တာရှိလဲခင်ဗျားတို့တွေ့လားဘယ်သူမှမဟုတ်ဘူးခင်ဗျားတို့ဂယုလည်းမဆိုင်ပြစ်ထားတာမင်္ဂလာပါတော့သိလားနားလဲလားခင်ဗျားတို့ဘယ်သူမှဂယုမဆိုင်တော့ဘူးခင်ဗျားတို့ရဲ့လောက်ရက်တွေခင်ဗျားတို့ရဲ့ဟာလားလူသားချင်းမစာနာတဲ့လောက်ရက်တွေမင်းတို့တွေကတက်မတော်ကဘလို့သတ်တာတို့ဘလို့မလိန်ကျင်းတာတို့မင်းတို့ပစားတာပေါက်လို့ပဲသားပြောနေတာတက်မတော်ကလှုပ်လိုက်တဲ့စစ်သားတွေလှုပ်လိုက်တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်မင်းတို့ဒီ online မှာတက်တာတွေ့လားစစ်သားတယောက်ပြည်သူကိုမလိန်ကျင်းလိုက်တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်မင်းတို့ online မှာတက်တာတွေ့လားစစ်သားတယောက်ပြည်သူတယောက်ကိုသတ်ဖြတ်လိုက်တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်မင်းတို့ online မှာပေါ်တင်ပြတာတွေ့လားဗတ်တစိတ်တွေဘာတွေညာတွေနဲ့ယူနီဖောင်းအပြည့်စုံနဲ့တွေ့ဘူးလားအခုမင်းတို့တွေကလောက်တဲ့ဟာတွေဟိုတလောကလည်းဟိုမရင်းချင်းတဲ့အမှုတွေအချင်းချင်းတော့မပြောရဲဘူးပေါ်လာတယ်တပ်ဖြတ်တာတွေအစင်းဆုံးပြောရင်ဘာမေးစင်းညာမေးစင်းဟုတ်လားလူများစီကနေတော့မတရာရေးစာလေးစူးစဲထုတ်ဖို့လေးရဖို့အတွက်မင်းတို့တွေတပ်ပြရတာဒါကိုပြည်ပြေးနိုင်ငံရေးခွက်ခေါက်တွေကအစင်းဆုံးပြောရင်ဒီဗီဒီယိုဖိုင်တွေကိုရတဲ့ခါကျတော့မင်းတို့ပြည်သူတွေအကြောက်တရားနဲ့ထိန်းချုပ်ဖို့အတွက်မင်းတို့လှုပ်ရဲလှုပ်ကြည့်ဒီမှာတွေ့လားဒါမျိုးမင်းတို့တပ်ပြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ online ပေါ်တင်တာဒီကောင်တွေစောက်ပိန်နေတကဘာလုံးကဝိုင်းကြည့်နေတာမသိဘူးအခုသူတို့တွေဝိုင်းလို့ကဘာကြီးကအခုလက်ခံသွားတာဦးမင်းအောင်လိုက်ပါသဘောပေါက်လားအဲကြောင့်မလို့ကျွန်တော်တို့တွေအခုကကျွန်တော်တို့ကပြောရမယ့်စကားမရှိတော့ဘူးဒီလားအဲကြောင့်ကျွန်တော်တို့လိုက်လဲကျဲသွားတာမပြောလည်းမပြောချင်တော့အခုကျွန်တော်ပြောနေတာကထိုင်းနိုင်ငံကိုဟာလားကြောက်လန့်ပြီးတော့မြန်မာနိုင်ငံမှာမနေရတော့လို့ထွက်ပြေးလာတဲ့လူတွေလာလိုက်မဲ့3-5-60အကုန်ကြားခံပြီးတော့လူတွေငပိငချင်းသိတယ်လို့မျိုးအခုအဲ့ဒီငပိငချင်းသိတယ်လို့မျိုးဒေါ်လာတက်လို့မရတော့ဘူးသဘောပေါက်လားထိုင်းဆိုရကဘယ်လိုလဲဆိုတော့ drone နေနဲ့မင်းတို့အပူလိုင်းနေနဲ့လူဒီမှာလူဘလောက်ဘယ်နှစ်ယောက်ဒီလမ်းမှာလာတယ်ဆိုတာအကောင်လုံး drone နေနဲ့မင်းတို့စောက်ကြည့်ကင်မရာတွေနဲ့အကောင်လုံးမင်းတို့ချတာပြီလား
မင်းတို့ပြေးမလို့အဲ့ကြောင့်မလို့ကျွန်တော်ပြောတာနောက်ထပ်တက်လာမယ်လူတွေနော်မတက်လာကြဘူးဒီအောက်လန်းနေရနေပြီးတော့အေးခင်ဗျားတို့တက်လာနိုင်လားဟမ်ပတ်စပို့နဲ့လားသဘောပေါက်လားပတ်စပို့နဲ့လားအဲ့ဒီပတ်စပို့နဲ့လာတာလမ်းကြောင်းနားမလဲကျွန်တော်လက်မေးကျွန်တော်ပြောပြမယ်ကျွန်တော်လက်မေးကျွန်တော်ပြောပြမယ်ဒါပေမဲ့ကျွန်တော်ပွဲသားမဟုတ်လိုအပ်ရင်ကူညီပေးတယ်ဒီမှာကျွန်တော်နဲ့အလုပ်လုပ်နေတာခလေးတွေနော်အခုမှတွေ့တယ်ဝါရမတူကျွန်တော်ချစ်တယ်ဘောပေါက်လားဘာကြောင့်လဲကျွန်တော်ရဲ့စိတ်နေစိတ်ထားကျွန်တော်ရဲ့ပြောမှုဆိုမှုသူတို့နားလေကျွန်တော်တို့ကအစွန်းရောက်ဆိုတာပြောနေတဲ့စကားတခုမှမပါဘူးမြန်မာနိုင်ငံသားအသိနဲ့ပြောနေတာနော်ကျွန်တော်အဘသားလည်းမဟုတ်ဘူးအမေသားလည်းမဟုတ်ကျွန်တော်မြန်မာနိုင်ငံသားမစိတ်ဆင်းရဲပါကျွန်တော်နော်ကျွန်တော်တို့ကမစိတ်ဆင်းရဲသားတွေအဲ့ဒီကြောင့်မို့လို့မစိတဲ့လူအချင်းချင်းလာကြတယ်ခလေးတွေရောက်လာကြတယ်ကျွန်တော်ဆုံးမတယ်နော်ကျွန်တော်ရင်းနှီးတဲ့ခလေးတွေအဲ့ဒီခလေးတွေထဲမှာဘဒူကဘာဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ဒီခလေးတွေကိုကျွန်တော်နော်မတရားတဲ့အလုပ်မျိုးကြောက်တွန်းတဲ့အလုပ်မျိုးကျွန်တော်ဘယ်တော့မှမလုပ်ဘာကြောက်လဲသူတို့လူဆိုတာမမားသောဆင်းနေမသေးသောဆေးသမားဆိုတာစကားပုံစီးတယ်သူတို့တွေလည်းမသိနားမလဲလို့နော်အမားလေးတွေကျူးလွန်နေတယ်ဒါအမားကိုသိလို့အမှန်ပြင်လာတာလူတော်ပဲတသက်လုံးမမားဘူးသူတို့အစင်းမှာမြင်သွားတယ်မြင်ခဲ့တွေ့ခဲ့တဲ့ခါကျတော့သူတို့နားလဲသွားတယ်သူတို့ဘဝယူသူတို့ပြုပြင်ပြောင်းလဲပလိုက်တာနော်အကောင်းဘက်ကိုရောက်လာဒါမျိုးတွေကြတော့ကျွန်တော်တို့ကဒီတော့ပို့ပြီးတော့လိန်မာရင်ကြီးလာအောင်ကျွန်တော်တို့ကသွန်သင်ရမယ်လမ်းပြရမယ်ဒီလိုမျိုးသွားတာရင်ထဲမှာမကောင်းဘူးကျွန်တော်မြန်မာနိုင်ငံသားတွေလူများတိုင်းကြီးမှာအဖိနှိတ်ခံရတယ်အချုပ်တွေခံရတယ်အရင်စိတ်မကောင်းဖြစ်တယ်ကျွန်တော်တို့အဲ့ဒီကြောင့်မို့လို့ကျွန်တော်ကပြောပြတယ်မလာကြဘူးအခုကဖမ်းနေတယ်ဟိုတနေ့ရပဲထိုင်းမဟာချိုင်းဘက်မှာနော်သူတို့ထိုင်းရဲတွေကနော်ထိုင်းရဲတွေကပဲအကြီးပိုင်းနဲ့မြန်မာနိုင်ငံသားပွဲသားဆွဲစီသွားပြီဘောပေါက်လားအဲ့ဒီအကွက်တွေဟိုတနေ့ကဟိုရင်းဘက်မှာပတ်ဟိုပါလဲအထောက်ထားအတုတွေလုပ်ပြီးတာဦးကိုမြင့်ဆိုလားမသိဘူးပွဲသားနာမည်ဟမ်မင်းတို့တွေကိုလေအစင်းဆုံးပြောရင်လေဘယ်လိုပြောလဲလူနာမျက်ပြူဆိုင်လေဆရာဝန်ကြိုက်လေဆိုတဲ့အကွာမင်းတို့မြန်မာပြည်ထဲမှာအဲ့လိုမနေရဲဘာညာဖြစ်တဲ့အချိန်ပွဲသားတွေကလေဒီလိုပဲမိုးစိတ်ပြဆွဲသလိုပဲပြောနေအားလာခဲ့ဘာမှမဖြစ်ဘူးဘာညာနော်အလုပ်တွေအများကြီးရှိတယ်ဘာညာဒီလိုမျိုးမင်းတို့ကောင်းတာတွေကြီးပဲပြောပြီးတော့ခေါ်တင်တာနော်အလဲကဒီရောလက်ကြီးအလုပ်တွေကကောင်းတယ်ဆိုတဲ့အလုပ်ဆိုတာမရှိဘူးအကုန်လုံးကကြမ်းကြမ်းတမ်းတမ်းတွေကြီးပဲကျုံသွားတာကျွန်တော်မြန်မာနိုင်ငံသားတွေတက်လာတဲ့လူတွေအောက်ခြေသိမ်းအလုပ်တွေအကုန်လုံးရတယ်ဘောပေါက်လားလူများနိုင်ငံကမလုပ်ချင်တဲ့အလုပ်တွေကျွန်တော်မြန်မာနိုင်ငံသားတွေလုပ်ရတာကိုယ်တိုင်းကြီးမှာဆိုရင်ဟာလားစီမရှိနော်ထမင်းချမ်းကိုရက်ခက်ပြီးစားနော်အိမ်ကြီးရှိတယ်ကျွန်တော်တို့ကနေတာကြာလို့ကျွန်တော်တို့ပြောပြတာကျွန်တော်တိုင်းပြည်တွေကကျွန်တော်နိုင်ငံသားတွေနော်ခလေးတွေတချို့ဆိုအသက်တော်မှဆက်စနေမပြည့်သေးဘူးဟုတ်တယ်ကိုတွေကားတဲ့ဘလူသေးသေးစိတ်မကောင်းဘူးကွာတဲ့နိုင်ငံရေးမသိမြောက်ပြီမဲ့ကိုက်နေတာခတ်တယ်တဲ့မသိမြောက်ပြီတိုင်းနဲ့ကိုက်နေတော့ခတ်တယ်တဲ့ကျွန်တော်တို့ကအစင်းဆုံးပြောရင်ကျွန်တော်တို့ဆဲလို့ရတယ်မကြည်နဲ့ဘူးလားမကြည်နဲ့ရိုက်သွားကျွန်တော်စိတ်မဆူတကယ်ပြောတာနိုင်ငံသားအသိနဲ့ကျွန်တော်ကပြောပြနေတာကျွန်တော်ပြောပြီးရကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ပါတီရေးသမားလည်းမဟုတ်ကျွန်တော်စိတ်လည်းမဝင်စားဘူးနိုင်ငံသားအသိနဲ့အဘသားလည်းမဟုတ်အမေသားလည်းမဟုတ်မြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့ကပြောပြတာအခုပြီးမဲ့ထင်လားဒီပွဲကမပြီးဘူးတိုင်းမှာဖောင်းမှာကျွန်တော်ပြောပြီးသားမြန်မာနိုင်ငံမှာနိုင်ငံတော်အစိုးရကမင်းတို့ဟုတ်လား
နိုင်ငံရေးဆိုပြီးတော့လူတို့အောင်ကြွားမှုလှုပ်ဆော်တာတွေမအုံမိသေးလို့အုံမိရင်ပြည်ပနိုင်ငံတွေလာမယ်လို့ကျွန်တော်ပြောခဲ့တာတွေလိုက်တွေမနေဘူးရှိတယ်အခုအဲ့ဒီအကွက်တွေပဲဒီလားတကွက်ချင်းဆွေးတာကျွန်တော်ရဲ့စကားကိုလေလက်မခံကြဘူးအမလေးမယုံကြည်ကြဘူးဒီလားကျွန်တော်ပြောတဲ့စကားအခုကြာမှာဘေးရင်ပညာရှင်ဆိုလားဟလားအတိပညာဘာလဲဟိုဘာလဲဘေးရင်ပညာရှင်လားဘာလဲအကြမ်းမြင်ဆရာမလားဘာလဲအဲ့မိမအားနေတော့လက်သုံးချောင်းထောင်ပြီးတော့တော်လန်ရေးဘာဖြစ်ညာဖြစ်တဲ့အခုမျက်ရည်တွေယိုပြီးတော့သူ့မြင်နေပြီတဲ့ဟလားလူတွေအသေးပြောင်းများမဲ့ပါနင်တို့အကြမ်းမြင်ရတယ်ဘေးရင်ပညာတွေတတ်တယ်ပြီးတော့နင်တို့အခုမှသိတာလားငါတို့ဘာပညာမှမတတ်ဘူးဘေးရင်ပညာလည်းမတတ်ဘူးအကြမ်းမြင်လည်းမရဘူးဒါပေမဲ့ငါတို့မှအုံတော်စီတယ်ခေါင်းစီတယ်ငါတို့ခေါင်းနဲ့ငါတို့တွက်ချက်တာအဲ့ဒီကလေးကဒါကလင်နာကြပဲကျွန်တော်ပြောပြီးသားကလင်နာကြပဲတွက်ပေးတာလားမင်းတို့ထံကုန်ခံ9နှစ်လို့ကျွန်တော်ပြောခဲ့တယ်မင်းတို့တွေကကောက်ယုံမီလို့ပဲခိတခဏပဲနိုင်ငံရေးဆိုတာအချိန်တိုင်းပြီးတော့မှဘာကြောက်လဲအစေးမှလည်းဒီတိုင်းပဲဖြစ်ခဲ့တာမင်းတို့ဘယ်နဲ့ခံလဲအဲ့ဒီမင်းတို့စစ်ပွဲကြီးလဲပြီးလဲပြီးတော့မြန်မာနိုင်ငံကြီးလဲစစ်တလင်းကြီးဖြစ်ဘာမှမကြံတော့တခါပြန်လဲတည်ငြိမ်ပြီးအေးချမ်းဖို့တော့ပြည်သူတွေကလေရရအလုံးနဲ့ဒုက္ခတွေခံပြီးတော့ပြန်လဲပြီးတော့ပြန်ဝင်ရင်းဖြစ်နည်းနည်းလေးစုပြီးဆောင်ပြီးဖြစ်နင်တို့ကတခါစစ်ပြန်ခေါ်ကြိုက်သူမရိုက်တယ်လို့ပဲမင်းတို့မြောက်ပေးတဲ့ဟာတွေကလေမျိုးချစ်စိတ်ဓာတ်မရှိတဲ့ဟာတွေမင်းတို့မြောက်ပေးတာငါတို့ကနိုင်ငံကိုချစ်တယ်လူမျိုးကိုချစ်တယ်ဘာသာတရားကိုတန်ဖိုးထားတယ်တို့သမိုင်းကြောင်းတို့မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတို့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဘလောက်တန်ဖိုးရှိတယ်လဲအဲ့ဒါတွေကိုငါတို့ကတန်ဖိုးထားလို့မြန်မာနိုင်ငံကြီးတန်ဖိုးရှိသောအရာတွေပြက်စီမှာကြောင်းလို့ပြောပြတာမင်းတို့ပြောတော့ဒီမိုကရေစီစစ်မှုထမ်းဖို့ဘာလို့ကြောင်းလဲမင်းတို့နိုင်ငံမှာစူပူမှုမဖြစ်တော့ဘူးစူပူမှုမဖြစ်တော့ဘူးဟေးဆိုရင်မင်းတို့လူများတိုင်းပြည်တွေလည်းလိုလိုပဲစစ်မှုထမ်းရတာအခုစူပူမှုတွေဖြစ်နေလို့ဟုတ်လားမင်းတို့ကစစ်မှုထမ်းဖို့ကြောင်းတယ်အေးစူပူမှုပြီးတော့မင်းတို့ထမ်းပါလားမထမ်းဘူးလားမင်းတို့လိုချင်တာဒီမိုကရေစီတိုင်းပြည်တွေကြီးနိုင်ငံတိုင်းစစ်မှုထမ်းရတယ်ဘောပေါက်လားပြီးလို့ဆိုလို့ရှိရင်အခွန်နေမင်းတို့လှုပ်တဲ့ခွန်အားနဲ့လှုပ်တာတဲ့ကိုယ့်ရဲ့ချွေးတဲ့စာတွေတော့မှပေးစားရတာသိလားငါတို့ကကိုချင်းစာလို့ပြောပြနေတာငါတို့နိုင်ငံသူနိုင်ငံသားတွေအသိတရားလေးတွေနဲနေကြတယ်အတွေးခေါ်တွေနဲနေကြတယ်မျက်စိမပွင့်ကြဘူးနားမပွင့်ကြဘူးတချို့တိုင်းရင်းသားတွေဆိုရင်မြန်မာစကားတော့ပြောမတတ်ကြအောင်မြန်မာစာဆိုအဝေးအဲ့လိုတိုင်းရင်းသားတွေကအရန်ရိုးစင်းတာအဲ့ဒီနိုင်ငံရေးလှုပ်ရှားတဲ့ကောင်တွေကောင်းဂျင်းတယ်လို့ကောင်းသိလားအဲ့ကြောင့်မို့လို့နော်အဲ့ဒီဒေသမှာနေတိုင်းနဲ့မိဘပြည်သူတွေရောနော်ညီငယ်ညီမငယ်တွေရောထိုင်းနိုင်ငံကိုနော်ဒီလိုငွေကုန်ကြေးကြခံပြီးတော့ဒီလိုအောက်လန်းနေရနဲ့လာမယ်ဟေးဆိုရင်လေအဲ့လန်းတွေကိုဖြတ်ပစ်လိုက်တော့မလာကြနဲ့တော့သိလားခင်ဗျားတို့အဆုံးကြီးဆုံးတာနော်အခုထိုင်းဆိုရကျွန်တော်အစိုးရပြောသလိုပဲထိုင်းဆိုရအခုနောက်ပိုင်းခင်ဗျားတို့ drone တွေနဲ့ကင်းလှည့်ပြီးတော့အဲ့ဒီ drone တွေမှာအဲ့ဒီ drone တွေမှာတက်ထားတာတော့အပူလိုင်းတွေလူဘယ်နေရောက်ဘယ်နေရာမှာရှိနေတယ်သူတို့တွေမှာတခါတည်းပေါ်ပြီးသားအဲ့လိုမျိုးစောက်ကြည့်ပြီးတော့ဖမ်းတာမင်းတို့ပြေးမလို့တော့ဘူးမင်းတို့မဲဆောင်းကနေပြီးတော့မင်းတို့တင်လာမှာငပိသိမ့်ငချင်သိမ့်တို့ပဲလူတွေကိုလေတယောက်နဲ့မိန်းမယောက်ျားနားမလဲအကုန်လုံးတတ်ပြီးတော့အဲ့လိုတင်တာအခုမှမဟုတ်အဲ့ဒါဟိုလွန်ခဲ့တဲ့အနှစ်20အစိတ်30လောက်တည်းအဲ့တိုင်းပဲဘန်ကောက်တင်တာဈေးကတော့ပေါ်သလားမင်းနဲ့ဈေးချို့ပဲအဲ့ဒီကျွန်တော်တို့လွန်ခဲ့တဲ့အနှစ်20လောက်တော့ဆိုရင်ဘယ်လောက်ရှိမလဲဆိုရင်လူတယောက်မှ4000 5000ပဲရှိတယ်အဲ့လိုငပိသိမ့်ငချင်သိမ့်ဟဲ့လားအဲ့ဒီတော့VIP ဆို1000ခွဲ VIP ဆို1000ခွဲဆိုရင်ဒါ plate ကနဲ့1ယောက်2ယောက်ဒီလောက်ပဲအဲ့1000ခွဲအေး4-500နဲ့တော့ငပိသိမ့်ငချင်သိမ့်ပဲအခုဘယ်လောက်လဲငပိသိမ့်ငချင်သိမ့်35သိန်းနဲ့
ငါ35သိန်း40ငါပိသိန်းငချင်းသိအဲ့ဒီငါပိသိန်းငချင်းသိကားသွားလို့ဒီသူတို့မောင်းမိတာဘယ်ထိမောင်းမိလဲဆိုတော့ဒီ44တို့48တို့တဲ့လားစီစီပဲတို့ပေါ့နော်အဲ့ဒါတော့ပဲမောင်းမိတယ်ပြီးရင်အဲ့ဒီကနေတော်လန်တိုင်းတောင်းဆောင်တာတိလားဟိုဖဘူးရွာတို့ဖဘူးရွာဆိုတာကရင်ရွာကြီးတွေတော်ထဲမှာတိလားနောက်တော့ဟိုဗာလဲချောင်းမြစ်ဖြတ်ရတာဟိုချောင်းဖြတ်ရတာတောင်ကြချောင်းရေတအားစီးတယ်ချောင်းထဲကနေတောင်းဆောင်တာရတာတွေတော့ဖင်စောတောင်းဆိုတာတို့လိုဖင်ကိုတိုင်းတို့လိုမမတ်ကြီးပြန်ဆင်းဖင်ကိုတို့လိုဆွဲပြီးဆင်းရတာအဲ့ဒီတောင်တွေကြော်ဖြတ်ပြီးတော့မှဟိုလွတ်ခိုရွာတို့ပါတော့အဲ့ဒါတွေဖြတ်ပြီးတော့မှမင်းတို့ကန်ဖယ်မှာကားလက်ပြန်ကြူပြီးတာသိလားဒါတွေကျွန်တော်တို့ဟိုလွန်ခဲ့တဲ့အနည်း20အစိတ်တည်းကျွန်တော်တို့ကမြင်တာဘွားကြီးတွေ့တာဘွားကြီးဖြတ်တန်းခဲ့ဘွားပြီအခုအဲ့ဒီတော့ဆိုရင်ဆိုဆယ်တွေခစ်စနစ်တွေမတွင်ကျယ်သေးတဲ့ခါကျတော့ထိုင်းဆိုရကမသိဘူးဘယ်လန်းကလာတယ်ညာလန်းလာတယ်ဆိုတော့သူမသိဘူးအခုကဒီဆိုဆယ်ခစ်စနစ်ကြီးဘောနော်လုံးဝဟိုရင်ဖြစ်လာတဲ့ခါကျတော့မင်းတို့ကြိုက်တဲ့အပေါက်ကားဝင်လာသူတို့က24 hour 24နိုင်လုံးလူချင်းပြီးတော့ကင်းထောက်တာလားသဘောပေါက်လားအစင်းဆုံးပြောရင်သူတို့နိုင်ငံမှာအလုသမားအင်အားလို့နေမင်းတို့စဉ်းစားတိုင်ကောနော်ဘာကြောက်ဖမ်းပါလဲစဉ်းစားတိုင်မင်းတို့စဉ်းစားကြည့်ထိုင်းနိုင်ငံမှာအလုသမားအင်အားလို့တယ်နော်ဘာကြောက်လဲဆိုတော့ကမ္ဘောဒီးယားနဲ့စစ်ဖြစ်တဲ့ခါကျတော့ကမ္ဘောဒီးယားလူမျိုးတွေကထွက်သွားကြတယ်အများကြီးထွက်သွားတယ်မင်းတို့ဘာကြောက်မြန်မာနိုင်ငံသားတွေအခုအလုသမားလိုအပ်တာကိုအခုလိုလာတာကိုဖမ်းတယ်လေမင်းတို့ဟာလာပတ်စံတွေအကုန်ညခံဒါရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးနော်မင်းတို့နားလဲဘူးသဘောပေါက်လားအစိုးရတွေဆိုတာတနိုင်ငံနဲ့တနိုင်ငံအစိုးရတွေဆိုတာနော်ဘတ်ပေါင်းစုံကဏ္ဍပေါင်းစုံအားလုံးပူးပေါင်းဆောင်ရွက်ရတယ်သဘောပေါက်လားငါတို့ကတော့မြန်မာနိုင်ငံလွတ်သွားပြီပြီးသွားပြီဆိုတဲ့အတွေးမျိုးမင်းတို့ခေါင်းထဲမှာဆင့်ရင်ထုတ်လိုက်တော့အဲ့ဒီအတွေးမျိုးမထားနဲ့သဘောပေါက်လားအဲ့ဒီအတွေးမျိုးတွေဆင့်ရင်ခေါင်းထဲကထုတ်လိုက်တော့အဲ့ဒါမှားယွင်းသောအတွေးခေါ်လို့ခေါ်တယ်မင်းတို့မဲဆွဲမယ်ဝဲစားတွေကမဲဆွဲမယ်ခေါ်မယ်ကျွန်တော်ပြောပြီးသားအခုခင်ဗျားတို့မြန်မာပြည်ကနေပြီးတော့အရန်ကိုလာခြင်းနဲ့လင်နဲ့လာခြင်းနဲ့နော်လုံးမတက်ဘူးရတယ်ကျွန်တော်ဆက်သွယ်လာကျွန်တော်ကူညီပေးမယ်ဒါပေမဲ့ကျွန်တော်ပွဲစားတော့မဟုတ်ဘူးသဘောပေါက်လားကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားချင်းဒုက္ခရောက်ရင်ဒုက္ခရောက်တော့ကူညီပေးတာအခုကျွန်တော်ဒီမှာနေနေတယ်နော်ဒီညနေဆိုရင်နော်အလုပ်တွေကခလေးတွေနဲ့အဲ့ခလေးတွေကနော်မြန်မာနိုင်ငံတက်လာတဲ့ခလေးတွေဘာတော့အားမရှိဘူးဘသူကဘာလဲဆိုတော့သူတို့ပါးစပ်ပြောလာကျွန်တော်သိပြီသားကျွန်တော်တို့ကသူတို့စကားတစ်ခွန်းတစ်ခွန်းပြောလိုက်တယ်ဆိုတာကျွန်တော်တို့ကသိသွားပြီအလုပ်တွေမှာကြာတော့ကျွန်တော်ငပေါ်လို့ပဲနေပေါ်တော်တော်နဲ့ပေါ့ဒါပေမဲ့သူတို့ကျွန်တော်သိတယ်ကောင်းလေးကျွန်တော်ပြောတယ်ဒီနေ့ကိုကြီးမဟုတ်လားဘာညာမဟုတ်ဘူးလို့ဘာညာစလို့ပြတော့ကြာကျွန်တော်ပထမရက်တွေကျွန်တော်ဆုံးမစကားတွေပြောတယ်သူတို့ကကျွန်တော်ဆုံးမစကားပြောတာကြီးလက်ခံကျွန်တော်မဟုတ်တာမပြောဘူးနော်သူတို့တော့အကျိုးမြတ်ရှိမဲ့စကားမျိုးသူများနိုင်ငံတွေမှာစစ်မှုထမ်းဆောင်ရပြီးသားအစိုးရလုပ်ငန်းလုပ်ကုမ္ပဏီလုပ်ငန်းမှာလုပ်ကိုင်မှုရှိတယ်တဲ့ထိုင်းနိုင်ငံမှာလည်းစစ်မှုထမ်းရတယ်အချောက်အားစားမဲသနာရတယ်ခဏမတွေ့ဘူးလားဗီဒီယိုဖိုင်တက်လာတာမဲမပေါက်လို့မှအချောက်တွေထထပြီးခုံနေတာတချို့ဆိုရင်မဲပေါက်သွားလို့တခါတည်းတတိတွေပါလစ်သွားတာရှိတာပဲသူတို့နိုင်ငံမှာလည်းနော်မင်းတို့အဲ့ဒီညီပြင်းမှာနော်စစ်တပ်ကိုတော်လာနေတဲ့ပုံကိုယ်တွေလဲနားလဲကြတော့နော်နားလဲကြတော့လူများတိုင်းမျိုးထွက်လာဖို့လည်းမစင်စားနဲ့မင်းတို့တရားဝင်သွားပြီးတော့နိုင်ငံတော်မှာသွားပြီးတော့ဟာလာလမ်းထဲကြအလင်းနေဝင်နိုင်ငံတော်ကလည်းအခုချိန်ကြီးကျွန်တော်တွေ့နေတယ်အလင်းဝင်နေဆိုရင်သူတို့ကောင်းကောင်းမွန်ပဲပြန်လဲစောက်ပြီးတယ်နားလဲပြီးတယ်ဟုတ်လားလူတွေတော့တပုံကြီးဗျာသူတို့တပ်ပြစ်လို့တော့မရအောင်လေဗျာဟုတ်တော့လားကိုတို့တောင်းတော့ကိုချစ်တာမဟုတ်ဘူးသူတို့ရဲ့စိတ်ဓာတ်တွေကိုလေးစားတာ
ညီတယ်ခုမှထားလက်နက်ကင်တာမဟုတ်ဘူးပဲဒါကကျွန်တော်ကနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ပြောပြတာကျွန်တော်အစင်းဆုံးပြောရင်တော့ကျွန်တော်မပြောရင်လည်းနေလို့ရတယ်ကျွန်တော်မှအချိန်လည်းမရဘူးမနေ့ဆို9နိုင်ကျွန်တော်ထားတာမနေ့9နိုင်ထားတယ်စဉ်းစားကြည့်ညဘက်ဆိုရင်4နိုင်ပြန်ရတဲ့ရက်စီတယ်9နိုင်ပြန်ရတဲ့ရက်စီတယ်6နိုင်ပြန်ရတဲ့ရက်စီတယ်9နိုင်ပြန်ရတဲ့ရက်တွေစီအဲ့လိုမျိုးတွေခါကြတော့ကျွန်တော်မှအချိန်မပေးနိုင်ကျွန်တော်စကားလည်းပြောခြင်းတယ်ကျွန်တော်ညီကိုမောင်နှမတွေနဲ့ခလေးတွေနားလေလာအောင်အတိတရားလေးတွေဝင်လာအောင်နော်နောက်ပြီးတော့သူတို့တွေအားနေမြန်မာနိုင်ငံမှာဗာလဲဟိုဒီပေါက်ဖို့တွေကိစ္စအိုက်ပြောတာဟမ်ပေါက်ဖို့တွေတအားပြောကြတာဟိုတနေ့ကကျွန်တော်ဗီဒီယိုရိုက်ပြီးတင်တာအလဲကားတင်လာတာမဟုတ်ဘူးဟဲ့လားကျွန်တော်ဟာသားတွေလုပ်ပြီးတင်တာအလဲကားမဟုတ်ဘူးထိုင်းနိုင်ငံမှာလဲဝူခုံးတို့ရှိပေါ်လို့ဆိုတာရှိတယ်ထိုင်းနိုင်ငံတနိုင်ငံလားမဟုတ်နိုင်ငံတိုင်းမှာရှိတယ်ဘောပေါက်လားအဲ့ဒါကိုကျွန်တော်တိုင်းပြည်တွေကအတွေးခေါ်နေတဲ့ညီကိုမောင်တို့မတွေပြန်စင်းစားဒီပေါက်ဖို့တွေဆိုတာနိုင်ငံတိုင်းမှာရှိတယ်သဘောပေါက်လားတို့တိုင်းပြည်နဲ့ဟာလားတင်တင်လျောက်ပတ်တဲ့နာမည်ကခမမေးဖြစ်နေတယ်ဗီဒီယိုကြားမြင်မှာဆိုအဲ့ဒီကီလာမတကောင်ပဲရှိတယ်ဟုတ်တယ်ဒီနဖူးမလေးပါလဲတို့ထားတာသူကသူအကြားမြင်လို့ဗီဒီယိုလို့ကျွန်တော်လေးအဲ့ဒီကထိုင်ပြီးတော့သူ့ဗီဒီယိုထိုင်ပြီးတော့ရည်ရင်တာကျွန်တော်အဲ့ဒါကိုဒေါင်းရတာဘယ်ရောက်အောင်မှမသိဘူးမဝင်လာဘူးသိလားကျွန်တော်သူ့ထိုင်ပြီးရည်ချင်းအော်နင်တို့ဗီဒီယိုပညာတက်လို့ပဲအကြားမြင်နေနင်တို့ရလို့ပဲနော်လို့ဟုတ်လားမဖြစ်နိုင်တဲ့အရာကိုနေရန်ကိုကြုံတဲ့ခလေးတွေကိုပေါက်ခိုင်းတာနင်တို့ပဲလို့အခုကျမှအသေးပြောက်များမယ်လို့ပါတော့ငိုကြီးချမ်းမနဲ့အော်လို့ကျွန်တော်သူ့ထိုင်ပြီးရည်တာဟမ်အဲ့ဒါကိုတကယ်လူဘိန်းတွေကလည်းဗီဒီဟိုဗာလဲဗီဒီယုံနဲ့လူဘိန်းတွေကလည်းသွားပြီးတွတ်တာတွေချက်တာတွေအချမ်းမြေနာမည်တက်ထားပြီပဲခေါ်တာတခါမှမဟုတ်ဘူးအဲကြောင့်ကျွန်တော်ပြောတာမင်းတို့ဗီဒီတွက်ချင်တဲ့လူတွေအဲ့လိုလူမျိုးတွေမှာတမတက်နဲ့ကျွန်တော်တို့လို့ဒီမှာလက်တွက်သိလားကျွန်တော်ဗီဒီပညာလည်းမတတ်ဘူးနော်ဟိုအချမ်းမြေလည်းကျွန်တော်မရှိဘူးဒါပေမဲ့ကျွန်တော်ကတွက်ပြချက်ပြတတ်တယ်နော်ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာနဲ့ဝေဖန်ပိုင်းခြားတတ်တယ်ကျွန်တော်တို့တွေကဘာကြောင့်လဲကျွန်တော်တို့မှာအုံတော်ရှိတယ်အတွေးခေါ်ရှိတယ်ဖြစ်သင့်လားမဖြစ်သင့်လားကျွန်တော်ပြောပြတယ်အခုတော်လိုင်းရေးလုံးနေတဲ့လူတွေကိုလည်းနော်ဟိုအလုံးအားလုံးမှားပါတယ်လို့ကျွန်တော်မပြောဘူးနိုင်ငံတော်အစိုးရကိုလည်းအားလုံးမှန်ပါတယ်လို့ကျွန်တော်မပြောနော်ကျွန်တော်နိုင်ငံရေးသမားမဟုတ်တဲ့အတွက်ဟုတ်ပြီမင်းတို့ကဒီဝါဒကိုမကြိုက်ဒီမူကိုမကြိုက်ဘူးဒီမူကိုမကြိုက်ရင်မင်းတို့ဥပဒေဘောင်ထဲကနေပြီးတော့နော်အခြားမူတစ်ခုမင်းတို့ယူရရမှာသဘောပေါက်လားဘာကြောင့်ဒီလိုပြောလဲလို့ပြောရင်အစ်စ်မှာနှစ်ပေါင်း60ကျော်80ကျော်ဟုတ်လားမင်းတို့အစ်စ်မှာဆရာကြီးများကအဲ့ဒီမူကိုမကြိုက်လို့ဒီလိုလက်နက်ကင်လမ်းစဉ်ကိုကျင့်သုံးခဲ့တာယနေ့အချိန်ဒီအောင်မြင်ခဲ့သလားမအောင်မြင်ခဲ့ဘူးမအောင်မြင်ခဲ့ဘူးဆိုရင်မင်းတို့ဒီမူကိုမင်းတို့မကျင့်သုံးသင့်ဘူးဒါအမှန်တရားပဲမင်းတို့မကျင့်သုံးသင့်ဘူးမင်းတို့ဒီမူကိုပဲဒီလက်နဲ့ဆွဲခိုင်းတဲ့မူကိုပဲကျင့်သုံးတဲ့အခါကျတော့တက်မလို့ကဒီပုံစံပဲပြန်လာတာဒီပုံစံပဲပြန်လာတော့အဲ့ဒီမှာနေထိုင်တဲ့အေးချမ်းသောနေထိုင်တဲ့ဒေသကနေလဲနေလို့မရတော့ဟမ်ဟိုကလင်းရင်မှာမျက်လုံးမပါဘူးဘုံသီးမှာမျက်လုံးမပါဘူးဟမ်ဒီအိမ်ကအော်ဒီအိမ်ကအေးချမ်းသောနေထိုင်တဲ့အိမ်ဆိုပြီးတော့ဘုံသီးကလေသူတို့ကိုွေပြီးတော့မသွားဘူးသဘောပေါက်လားဘုံသီးကကိုွေမသွားဘူးနော်မျက်လုံးမပါဘူးသူက GPS ထဲမှာကြည့်လိုက်တာနော်ကြည့်လိုက်ပြီးတော့အဲ့ GPS အဲ့တိုင်းဆိုအဲ့တိုင်းပဲပြစ်ချလိုက်တာအဲ့ဘုံသီးမှာမျက်လုံးနှလုံးမထည့်ပြီးလိုက်တာသဘောပေါက်လားဟမ်ဒီအိမ်ကမဆိုင်ဘူးဒါသာသနီသာဆောင်ဘာညာဆိုပြီးတော့တို့လိုဆောင်ခွေးပြီးမသွားဘူးမင်းတို့တနတ်ကင်လာတဲ့နေရာဘယ်နေရာကတနတ်တန့်ကြားလဲကြားတဲ့နေရာကိုဟွာတာဘုံကြီးอ่ะအဲ့ဒီမှာစီးတဲ့လူကတော့ကမ္မသက္ကာပဲအဲ့ဒါလို့ဖြစ်တာဟမ်အဲ့ဒီကြောင့်မို့ကျွန်တော်တို့ပြောတာမင်းတို့တွေလမ်းတွေကမှားနေတာအခုမှမဟုတ်ဟိုငကိုတွေကမှားနေတာငကိုတွေကကျွန်တော်ပြောတယ်ကျွန်တော်ပြောပြီးသားလေကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူး
ကျွန်တော်ပါတီရေးသမားမဟုတ်ကျွန်တော်တို့တွေကနိုင်ငံသားတွေကျွန်တော်တို့တိုင်းပြည်မှာပြက်စီဆုံးတာတွေမမြင်ကျင်လို့ကျွန်တော်တို့ကပြောပြလူတွေသိတယ်ဗျာနော်လူတွေသိတယ်နော်အဲ့ဒီပြည်သူတွေပိုင်ဆိုင်တဲ့အိုးအိမ်စည်းစိမ်တွေပြက်စီတယ်သားသမီးချင်းကိုချင်းမစာမနာမရင်းနေအကျင့်ခံရတယ်ဒီအရေးခင်းကြောင့်ကုံစည်းနှုံးတွေတက်တယ်ဒီအရေးခင်းကြောင့်ဘာကောင်းတာရှိတယ်ဘာကောင်းတာရှိတယ်စစ်ဆိုတယ်ဘယ်စစ်မှမကောင်းဘူးသဘောပေါက်လားအေးစစ်ဆိုတယ်ကဘယ်စစ်မှမကောင်းဘူးဆိုပြီးတော့ဟာလားတက်မတော်တော့မင်းတို့တော့မပြောနဲ့ဒါနိုင်ငံမိုင်တက်မတော်မြန်မာတပြည်လုံးမှာဟာလားမြေပုံတစ်ခုလုံးနော်တက်မတော်ကစီယိုးသဘောကာယံလာတာပြည်ပရန်တွေဝင်လာရင်ဘလို့ကာကွယ်စောက်ရမလဲဆိုတာမင်းတို့ပြောတဲ့လွတ်လပ်နေကြီးဆိုတာမြန်မာနိုင်ငံထဲမှာမရှိဘူးသဘောပေါက်လားမြန်မာနိုင်ငံထဲမှာမြေပုံထဲမှာမင်းတို့လွတ်လပ်တဲ့နယ်မြေဆိုတာမရှိဘူးနော်မြန်မာတက်မတော်ကနိုင်ငံတော်အစိုးရတွေကလူသားချင်းမျိုးနွယ်စုတွေနော်တနာလို့ငဲ့ညာလို့သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာတွေဟုတ်လားအဲ့လိုမျိုးတွေလောက်ပဲရှိတယ်သဘောပေါက်လားတက်မတော်ကထားပြုံးနေနေကုန်တာကျွန်တော်ပြောပြီးသားပဲမင်းတို့ကဟိုဗာလဲဘယ်မျိုးသိမ်းလိုက်ပြီညာမျိုးသိမ်းလိုက်ပြီဟိုတော့ကတော့ဟမ်လိုင်းပေါ်မှာကြွကိုဆူနေမင်းတို့ဘယ်လောက်ကြခံမလဲအဲ့တော့ဆိုကျွန်တော်တော့မှအဆဲခံရသေးတယ်သိလားဟမ်မင်းကတစ်ချိန်လုံးစစ်တပ်နိုင်နေတယ်ပဲပြောနေတယ်အစင်းဆုံးပြောရင်ကျွန်တော်တို့ကိုယ်တိုင်ကစစ်တပ်ဆုံးနေပါတယ်လို့တော့ပြောလို့မရဘူးကျွန်တော်တို့နှလုံးသားရဲပါလဲမကောင်းငိုခဲ့ရတာသိလားဒါပေမဲ့မင်းတို့ပြန်လာမှာမပူနဲ့ကျွန်တော်ကယုံကြည်ပြီးသားပဲလက်ခံပြီးသားဘောပေါက်လားအခု तू ဆွဲထားတဲ့အတိုင်းပဲ तू plan तू project အတိုင်းပဲသွားတာ तू foundation အတိုင်းပဲသွားတာမင်းတို့ဘာမှစောရကတက်ခွင့်မရှိဘူးနော်စောရကတက်ခွင့်မရှိဘူးအဲ့ဒီအကြောင်းတရားအေးဆေးကျွေးတဲ့အကြောင်းတရားတွေကတော့ပြောမနေတော့ဘူးဗျာအစင်းမာတွေလည်းပြောခဲ့ပေါ်ပါပြီတောထဲမှာဘာလုပ်လို့ရမလဲခလေးတွေကဟာလားမူရေးစီသုံးဆွဲမယ်လွတ်လွတ်လပ်လပ်နဲ့ဟာလားဟိုစီးမရှိတော့ဘူးဘာတော်လဲမသိဘူးဒီမိန်းကလေးကလင်စီလားမရှိလားမိဘစီလားမရှိလားမသိဘူးဟဲ့လားတောထဲမှာပဲလေဘယုတ်ဒုက္ခတွေပေါက်ပန်လေးစီအကုန်လုံးဟိုမှာပလောင်ဆိုတဲ့ကောင်တွေကလည်းခြေတော်တင်လို့တင်ဟမ်ဆရာတင်လာတဲ့ပလောင်တွေကိုးကန်းတွေခြေတော်တွေတင်တာမနေဘူးကျွန်တော်တို့မျိုးကောင်းသားသမီးအများကြီးပြက်စီသွားတာသူတို့အသက်တွေသူတို့စတေးသွားတယ်လေတပုံကြီးရင်နာစရာတွေဒါတွေကဒီ2021လူတို့အောင်ကြောင်းမှုတာမဖြစ်ခဲ့ဘူးဟေးဆိုရင်ဖြစ်လာမှာမဟုတ်ဘူးဗျရင်ထဲမှာတော့တော်တော်မကောင်းဘူးကျွန်တော်တို့ပြောပြနေရင်ကျွန်တော်တို့စကားကိုနားမတော့ကြဘူးဒီကြားထဲကျွန်တော်တို့တစိတ်ကတ်တယ်ဘောမာတဲ့ကိုရီကဘောလည်းမမအောင်အဖသားလည်းမဟုတ်နော်အမေသားလည်းမဟုတ်မြန်မာနိုင်ငံသားအသိနဲ့ပြောနေတာပြည်သူတွေအေးချမ်းဖို့တော်ဝါတွေအေးချမ်းဖို့ပြောပြတာလက်ခံတတ်ဖို့နော်အခုထိုင်းနိုင်ငံကိုတက်လာမဲ့နော်မိဘတွေရောကိုယ့်ရဲ့သားသမီးတွေလူများတိုင်းမျိုးလွတ်တော့မဲ့ဟေးဆိုရင်စုံစမ်းဖြစ်နိုင်လားမဖြစ်နိုင်လားနော်အခုကအပေါက်တွေအကုန်လုံးကအပေါက်စီးပဲထိုင်းနိုင်ငံကိုဝင်တဲ့အပေါက်အားလုံးတို့ကရေဒါနဲ့စစ်ပြီးတော့တေးချာအပူလိုင်းနေနဲ့ချိန်ပြီးတော့တေးချာစိတ်တာမလွတ်ဘူးအရင်ရောက်လာပြီးသားလူတွေလဲနော်စက်ယုံနေဝင်ဖမ်းနေတယ်သိလားမလွတ်ဘူးအဲကြောင့်မို့လို့နော်ဒုက္ခတွေမခံကြဘူးငွေကုန်ကြီးကြများမယ်ငွေကုန်သားများဖြစ်မယ်လဲပေါင်းရပေါင်းချမ်းပေါင်းငွေရိုးတွေနဲ့စပားရောင်းနေနဲ့အလဲကပတ်စံနေအလဟတ်လူများကိုပေးလိုက်တယ်လို့ပဲနော်ပွဲသားတွေခေါ်ပြီးရောနင်တို့ပတ်စံနေယူသွားအဲ့လိုပေးလိုက်တာနဲ့အတူတူပဲ
ဟုတ်တယ်နိုင်ငံတော်ကခလေးတွေကိုလက်ကန်ကြိုးစုံနေတာပြည်ကြီးခွက်ပြောက်ခွက်ခေါက်တွေကလိုက်မြောက်ပြီးနေပေလန်းကိုပို့တာခလေးတွေဒါမပြီးသေးဘူးနော်သိလားကျွန်တော်ပြောပြမယ်ဒါမပြီးသေးဘူးနောက်ထပ်ဘီရင်ဟောပေးလိုက်မယ်နော်အကြအမြင့်ရတယ်အကြအမြင့်ဇောက်ထုံတော့ဘီရင်စရာဇောက်ထုံခင်ဗျားတို့ထားဟောပေးလိုက်အခုခင်ဗျားတို့တက်မတော်နဲ့တိုက်လို့မနိုင်တော့ဘူးငိမ့်ဟုတ်လားတိုက်လို့မနိုင်တော့ဘူးရေးဆိုရင်ဘာလုပ်မလဲဆိုတော့ဟာလားသူတို့ငိမ့်လေးကုန်းနေလိုက်တော့မယ်နော် TNL လေးတို့ MNDAA ကတော့သူကအပြစ်ခတ်ရက်စဲဘာညာဆိုပြီးတော့ငိမ့်သွားပြီဒီဘက်ဟိုပါလဲ KMU လို့ပါတို့ငိမ့်ပြီးအဲ့ဒီမှာဘာတွေကြံလဲဆိုတော့အဲ့ PDF ကလေးတွေကပ်ပါဟောမယ်အဲ့ဒီကပ်ပါဟောတဲ့ကလေးတွေအတွက်နော်စစ်မဖြစ်တော့ဘူးဆိုလေစိုးရိမ်စေရအဲ့ဒါတကယ်စိုးရိမ်စေရနော်အဲ့ဒါလေးကိုကျွန်တော်ဘေးရင်မတက်တော့လဲကျွန်တော်ဟောပေးလိုက်တာမယုံမရှိနဲ့စစ်ဆက်ဆက်ရလဲဒီလမ်းပဲသွားခဲ့ပွားပြီသိလားစစ်ဆက်ဆက်ရလဲလေဒီလမ်းပဲသွားခဲ့ပွားပြီစစ်တပ်နဲ့ဟာတိုက်လို့မနိုင်တဲ့ခါကျတော့သူတို့ကအဲ့လိုကပ်ပါသွားတဲ့ចောင်းသားတွေအများကြီးအတုတ်တင်ခံရတာခေါင်းစဉ်အမျိုးမျိုးနဲ့ဟုတ်လားဒလန်တွေဒဆိုတွေဘာတွေညာတွေဆိုပြီးတော့ခေါင်းစဉ်မျိုးမျိုးနဲ့အတုတ်တင်ခံရတာအခု2021လဲနော်ဒီရေခင်းကြီးပြီးသွားလို့ဟာလားကြံခဲ့တယ်ဟာလားနိုင်ငံတော်ကိုဟာလားတွားပြီးတော့နိုင်ငံတော်မှာလက်နက်သမချဘူးဟာလားဒီလိုပဲသူတို့နီးစပ်တဲ့အဲ့ဒီလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွားပြီးပူပေါင်းလိုက်မယ်ဟေးဆိုရင်သူတို့တွေဘဝဒီတိုင်းပဲပေါ့မယုံမရှိနဲ့အေးနိုင်ငံခြားထွက်လို့ရရင်ထွက်လို့မရရင်တော့အသုတ်သင်ခံရတဲ့တဲမှာပါသိလားအားလုံးပဲမင်္ဂလာညချမ်းပါနော်အားလုံးပဲကိုစိတ်နဲ့ပြချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်ဗျမြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးအေးချမ်းပါစေလို့